အားလုံးပဲမင်္ဂလာပါရှင်ပြည်သူ့မှုဒရာရဲ့ channel လေးကနေကြိုဆိုပါရစေဒီနေ့အစီအစဉ်တင်ဆက်မဲ့သူကပြည်သူ့မှုဒရာရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ No ဖြစ်ပါတယ်မိဘများနဲ့ချစ်စရာကောင်းတဲ့ကလေးလေးတို့ရေဒီနေ့မှာတော့ Learning Colors with Norway ဆိုတဲ့ခေါင်းစဉ်အောက်မှာနိုးတို့ကိုဝန်းရံနေတဲ့အယောင်တွေရဲ့လှပမှုကိုအတူတူရှာဖွေကြမှာဖြစ်ပါတယ်။အယောင်တွေဟာနိုးတို့ရဲ့နေ့စဉ်ဘဝကိုပုံမလှပပျော်ရွှင်စေပါတယ်။ကဲတသားမီမီတို့ရောအဆင်သင့်ဖြစ်ပြီလား။ဒါဆိုရင်ဒီစိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်။ What are colors အယောင်တွေဆိုတာဘာလဲကလေးလေးတို့သိပါသလား။အယောင်တွေဟာနိုးတို့ပတ်ဝန်းကျင်မှာရှိနေပါတယ်ရှင်။နိုးတို့တွေ့မြင်နေရတဲ့အရာတိုင်းမှာအယောင်တစ်မျိုးစီရှိနေပါတယ်။ဥပမာအနေနဲ့ကလေးတို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်အိမ်မွေးခွေးလေးရဲ့အမွှေးရောင်လေးတွေစပွဲပေါ်ကပန်းအိုးလေးရဲ့အယောင်လေးတွေဥယျာဉ်တွေကပန်းပွင့်လေးတွေဒါတွေအားလုံးကသူ့ရဲ့ကိုယ်ပိုင်အယောင်တွေရှိနေတာကိုသတိထားမိကြလားသားတို့သမီးတို့အယောင်တွေသာမရှိရင်နိုးတို့ရဲ့ကဘာကြီးဟာမှောင်မိုက်ပြီးအထီးကျန်ဆန်နေမှာပါပဲရှင်ကလေးတို့အခုမြင်နေရတဲ့အနီးအပြားအဝါဒီအယောင်၃မျိုးကို primary color အခြေခံအယောင်တွေလို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအယောင်တွေကိုအခြားအယောင်တွေနဲ့ရောဆက်စရာမလိုပဲသူတို့ရဲ့မူလအယောင်တွေကိုကပဲအခြားနောက်ထပ်အယောင်များစွာကိုဖန်တီးနိုင်တာကြောင့်ပါပဲ။ကဲကလေးတို့အခုဆိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးကိုရောက်လို့လာပြီနော်။စီးချေတဲ့အခါမှာစေးတက်တာတွေကအယောင်နှမျိုးကိုရောလိုက်ရင်အသစ်ဖြစ်လာတာကိုသတိထားမိကြလား။ဥပမာအနေနဲ့ခုနကနိုးပြောသွားတဲ့ primary colors အခြေခံအယောင်တွေကအနီရောင်နဲ့အဝါရောင်ကိုရောလိုက်ရင်လိမ္မော်ရောင်ရမှာဖြစ်ပါတယ်။အဝါနဲ့အပြာကိုရောလိုက်ရင်အစိမ်းရောင်ရရှိမယ်။အပြာနဲ့အနီကိုရောလိုက်ရင်တော့ခင်းရောင်ရမှာပဲဖြစ်ပါတယ်။ဒီလိုနည်းနဲ့ကလေးတွေကကိုယ်ပိုင်အယောင်အသစ်တွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်ရှင်။ကလေးလေးတို့ရေအယောင်တိုင်းမှာသူ့ရဲ့တီးတဲ့အဓိပ္ပာယ်နဲ့စွမ်းအားတွေလည်းရှိပါတယ်နော်။ဥပမာအနီရောင်ကပြင်းထန်တဲ့စွမ်းအားကိုပြသပြီးချစ်ချင်းမြတ်တာကိုလည်းကိုးစားပြုတယ်။ဒါကြောင့်နှလုံးသားပုံတွေကိုအနီရောင်နဲ့ရေးဆွဲကြတာများတယ်လေ။အစိမ်းရောင်ကတော့တဘာဝတရားကြီးကိုကိုးစားပြုပြီးငြိမ်းချမ်းမှုကိုလည်းဖော်ပြပါတယ်။အဖြူရောင်ကတော့တန်ရှင်းမှုစင်ကြယ်မှုနဲ့ရိုးရှင်းမှုတွေကိုကိုးစားပြုကြတယ်။အပြာရောင်ကတော့ငြိမ်းချမ်းမှုအေးချမ်းမှုနဲ့ယုံကြည်စိတ်ချရမှုတွေကိုဖော်ပြတယ်လေအနက်ရောင်ကတော့အားကောင်းမှုတွေရှုပ်ဝက်စမ်းကြင်မှုတွေနဲ့ခိုင်မာမှုတွေကိုရည်ညွှန်းလေးရှိတယ်အဝါရောင်ကတော့ပျော်ရွှင်မှုကိုကိုးစားပြုတာဖြစ်ပြီးနေမင်းကြီးလိုနှွေးထွေးတဲ့သဘောလေးရှိပါတယ်အယောင်တိုင်းမှာသူ့ရဲ့ထူးခြားတဲ့အားသာချက်တွေရှိလိမ့်ရှိတယ်သားတို့သမီးတို့ရဲ့စိတ်ခံစားမှုတွေကိုလည်းအယောင်တွေနဲ့ဖော်ပြလို့ရပါတယ်။အခုချိန်ကတော့နိုးတို့သင်ယူခဲ့တဲ့အရာတွေကိုလက်တွေ့ဂိမ်းလေးနဲ့စမ်းသပ်ကြည့်လိုက်ရအောင်နော်။ဒီရုပ်ပုံတွေကကလေးမလေးကင်ထားတဲ့ဘူပေါင်းလေးတွေမှာအယောင်အမျိုးမျိုးရှိနေပါတယ်။ကလေးတို့ဒီအယောင်တွေကို10မိနစ်အတွင်းမှန်ကန်စွာအမြည်တက်နိုင်မလား။နောက်တစ်ခုအနေနဲ့ကလေးတို့တက်တက်ရဲ့အယောင်9မျိုးကိုရောမှတ်မိကြရဲ့လားအဲ့ထဲကမှအခုပေးထားတဲ့ကွက်လက်ထဲမှာအယောင်6ရောင်ကိုဖြည့်ဆွက်ရမှာဖြစ်ပါတယ်။သားတို့သမီးတို့အဖြေလေးမှန်လေးတွေကို comment box မှာမျှဝေပေးသွားလို့လည်းရပါတယ်နော်။အားလုံးမှန်ကန်ခဲ့ရင်တော့ကလေးတို့ဟာတကယ်အယောင်ပညာရှင်တွေပါပဲရှင်။အယောင်တွေကိုကလေးတို့ဘယ်နေရာမှာမဆိုတွေ့နိုင်ပါတယ်နော်။နောက်တစ်ခါကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးအယောင်ဘယ်နှမျိုးမြင်နိုင်လဲစဉ်းစားကြည့်ပါနော်ကလေးတို့ရဲ့အိမ်ထဲမှာပဲဖြစ်ဖြစ်ဥယျာဉ်ထဲမှာပဲဖြစ်ဖြစ်အယောင်တွေရှာတဲ့ခင်းကိုမိသားစုနဲ့အတူကစားလို့လည်းရပါတယ်ရှင်အယောင်တွေကကလေးတွေရဲ့ဘဝကိုပိုပျော်စရာကောင်းအောင်လုပ်ပေးနိုင်တယ်နော်ပြည်သူ့မှုဒရာ channel ရဲ့ပရိသတ်တွေလည်းအယောင်တွေရဲ့အံ့ဖွယ်ကဘာကိုနိုးနဲ့အတူတူလေ့လာခဲ့ကြပြီးအိမ်မှာမိသားစုနဲ့အတူအယောင်အသစ်တွေဖန်တီးကြည့်ကြပါအောင်နော်နောက်တစ်ချိန်မှာပုံမိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့အရာတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်